အားလုံးပဲမင်္ဂလာပါ ITT Channel ကနေကြိုဆိုပါရစေဒီနေ့မခွဲသိလေးလို့ဆိုရအောင်ကောင်းညံစံတစ်ခွက်သုံးထားပါတယ်ကောင်းညံစံတွေကိုရေနဲ့ချင်းစစ်ထည့်ပြီးတော့နေပါမယ်မုံတစ်တေဤပြီးတော့ဒီလိုနေထားလေးရပြီဆိုရင်တော့ရပါပြီရလာတဲ့မုံတစ်တေကိုအဝိုင်းပုံစံလုပ်ပါမယ်ပြီးရင်ပပွက်ဆူနေတဲ့ရေထဲကိုထည့်ပြီးတော့ပြုတ်ထားပါမယ်။မုံနစ်တွေကျက်ပြီးတော့ဒီလိုမျိုးလေးရေပေါ်မှာပေါ်လာပြီဆိုရင်တော့ဆယ်လို့ရပါပြီ။ပြီးရင်နှုတ်ဆောင်ထဲကိုမြေပဲဆန်လေးထည့်ပြီးတော့ထောင်းမယ်။နန်းလည်းထည့်မယ်။တကြားလေးရဲ့စားပစ္စည်းလေးထည့်ပြီးတော့နန်းအောင်ဝေပါမယ်။ပြီးရင်မှုတ်လေးကိုအလယ်ကနေဓာတ်နဲ့ဖြစ်ဖြစ်ကတ်ချင်းနဲ့ဖြစ်ဖြစ်ခွဲပြီးတော့နေပဲဆန်ထောင်းလေးတွေကိုတေချာလေးတတ်အောင်တိတ်ထားပါမယ်ပြင်ဘက်တီကိုလည်းတေချာလေးတတ်အောင်လိုက်ကတ်လိုက်ပါမယ်ကဲအခုဆိုရင်တော့အရန်ကိုစားလို့ကောင်းတယ်မခွဲသိလေးရပါပြီ